guys အားလုံးမင်္ဂလာပါကျွန်တော်တို့ EPO game ရဲ့ admin card တွေရှိပါတယ်ကျွန်တော်ဒီ video လေးမှာတော့အမိချပြီလားမသိကျွန်တော်ဟိုအရင် channel လေး Karuto 775 ဆိုတဲ့ channel ရှိပါတယ်အဲ့ channel က strategy လာလို့ကျွန်တော်ခဏနားပါမယ်ဒါတော့ကျွန်တော်နောက်တဲ့ channel တစ်ခုပေါ့နော် Karuto သူပါယူလို့ခေါ်ပါတယ်ဒီ channel ကို subscribe လုပ်ခဲ့ကြပါဆိုတော့ဒီ video လေးမှာတော့ကျွန်တော် Minecraft ထဲမှာ water blood ထုံနည်းလေးကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ဒီ video ကတူကောင်းတူနိုင်နေပေါ့နော်တူကောင်းတူနိုင်နေဆိုတော့ဒီမှာလာဒါကကျွန်တော်ရှင်းပြဖြစ်တဲ့ကြောင့်ကျွန်တော်ဒါတွေပဲနေလိုက်မယ် cheating ဒါဖတ်ထားလိုက်နော်ဆိုဒီမှာကြည့်လို့ရပါတယ် always ဒီမှာချီချင်မယ်ဆိုတော့ video စောင့်ကြရဆိုတော့အားလုံးဒီလာပါကျွန်တော်တို့ EPO game admin card တို့ဖြစ်ပါတယ်ကျွန်တော်ပြောတယ်ကျွန်တော်မေ့ပြီ sorry ကျွန်တော်ဒါ face review မလုပ်သေးပါဘူးကျွန်တော်ရဲ့ဒီအတန်ဒီမျက်နှာဖုံးနဲ့ပဲကျွန်တော်view ဆက်ရမှာပဲဖြစ်ပါတယ်ကျွန်တော်ဟို channel ကလည်းတင်ပါပါဗျခု channel တစ်ခါလေးပြန်ပြောင်းထားဆိုတော့ထားသူတွေကျွန်တော်ပြီးတော့ပါဆိုလို့ဒီကနေ့ပြန်ပြောင်းထားဖြစ်ပါတယ်โอเคရပြီနောက်ထပ်ရောက်ပြီကျွန်တော်အဓိကဒီနေ့လိုအပ်တဲ့ဟာတွေကတော့ပြပါမယ်ကျွန်တော်ပြပါ pistol ဖြစ်ဖြစ် sticky pistol ဖြစ်ဖြစ်တော့ပါကျွန်တော်ကတော့ရှီဆိုင်ကလိုတယ် sticky pistol လေးပေးလိုက်ပါမယ်ဒီမှာဟောနော် sticky pistol အခုလိုလုပ်ချင်တယ်ဆိုဘယ်လိုလုပ်ရလဲဆိုတာကျွန်တော်ပြပြပြီးတော့မှာပေါ်လို့နောက်ထပ် video တွေမှာကျွန်တော်ပြပြပါမယ်နောက်ထပ် video တွေမှာကျွန်တော်အခုလိုဘယ်လိုလုပ်ရလဲဆိုပြပြပါမယ်ပေါ်လို့ရှိရင်ကျွန်တော် water လိုအပ်ပါတယ် WATER water bucket ပေါ့နော်ဒါတော့ water bucket ပြောကြပါကျွန်တော် water bucket လိုအပ်ပါတယ်အပေါ်လို့ရှိရင်တော့ကျွန်တော် redstone လိုတယ်ပေါ့နော်shit ETS မရကျွန်တော်ဒီနားကဒီပုံမှာ search bar ရှိရယ် search bar နေရလို့ရတယ်နော် redstone ကတော့ block ဖြစ်ဘာဖြစ်ရရဲကျွန်တော်ကတော့ဒါလေးပဲတောင်းလိုက်တယ်တော့ချက်ပြမယ်ဒါလေးပဲတောင်းလိုက်ပါတယ်ဒါလေးပဲတောင်းလိုက်တယ် okay ဆိုတော့အဲ့လေးပဲလိုက်မယ်ကျွန်တော် okay ဒါဆိုတော့ကျွန်တော် water block ရပြီလုံးရပြီဟိုကျွန်တော်ကိုလိုမယုံဝဲဆိုလို့ပေါ့နော် survival မုန်းနေပြောင်းလုပ်ရအောင်မယ်GAMEMODKMOS okay ကျွန်တော် survival မုန်းနေတယ်နော်ကျွန်တော် developer လေးလုပ်ပြမှာဆိုတော့ဒီလိုထားမယ် evolution ဒီလိုထားမယ်ပွဲဒီလိုထားမယ်ဒါကျွန်တော်တတိထားမယ်ပေါ့နော်ကျွန်တော် game မှာတော့လို့ရှိရင်ကိုလိုလည်း sorry ဖြစ်တဲ့ကြောင့်အတိုင်းပိုက်နိုင်ရင်စပေါ်လို့ရှိရင်ကျွန်တော်ဒီအလေတဲ့ပဲရကြည့်တဲ့ဘေးမရှင်းစေနဲ့water bucket ထည့်လိုက်ပဲပေါ်လို့ရှိရင်ကျွန်တော်ဒီထားလောက်မှာကျွန်တော်ထည့်လိုက် redstone ထည့်လိုက် okay ကျွန်တော် redstone ထည့်ပြီးတော့ပြီဆိုလို့ရှိရင် redstone တွေခေါ်ပါရညာရကုန်ပြီဖြတ်ကြောက်ရည်အကုန်လုံးကိုပြရမယ်နော် which recipeမရှိရဆိုဒီငါ့ဟိုတော့ဝီအာချီကျွန်တော်
ပြီကျွန်တော်ထိုင်စားပတ်တယ်ဒီကောင်မအတက်လာမှာဟာရှိဒီရရကျွန်တော်ဘောဖြတ်လိုက်ရင်ရပြီဆိုဘလောကအဲ့လိုမလို့တော်ပြီဒီကောင်ကိုခေးလိုက်တော့ရိုက်ခံအေးချချီ呀，啊，谁人家的地方呢？呀，那好像来了。假如这地方我出来了，假如这地方我出来了，有现在在这里了，也没需要。Slime ground is there. Okay, yeah. Okay. Jo game mode S. Okay, game mode C. Game mode C. Game mode C. How do you go near there? How do you go?ဒီကောင်လေးတရားကြီးကျွန်တော်စောင့်လာတော့ခဏစောင့်လိုက်မယ်နော်ဆော့ဗီဒီယိုအဲ့လိုရှင်းလို့ထည့်ထားလို့ရကျွန်တော်နည်းတိုင်းပတ်သွားတယ်ဟဲ့ကောင်ကဲစလိုင်းနေရှိတယ်လာပြီပြရပြီ GAME Game of C နောက်တော့လို့ဖြစ်နေโอเคကျွန်တော်ပွားလို့ရှိရင်ဒီ blog ကိုဘာလို့ဖြတ်လိုက်ရလို့ရှင်เนาะကျွန်တော်ရရှိရဖြစ်ပါတယ် blog ကတော့အော်ဒီကောင်ကဒီလိုဖြစ်နေလိမ့်မယ်ဖြတ်ဒါဆိုတော့ကျွန်တော်တို့ water block ရရှိသွားပြီပဲဖြစ်ပါတယ်ထားဆိုရင်ကျွန်တော်ဒီလိုလေးချိန်ရိုက်လိုက်နာမှဖြစ်တော့ဘောနော်ကျွန်တော်ဒါဒီစိတ်စေတခုရသွားတာဘောနော်တော့ခိုင်ကျော် subscribe ရရလာတာလေးနဲ့ဆက်ရပြီဆိုတော့ကျွန်တော်ဒီမှာ water block ရရှိရဖြစ်ပါတယ်အော်ချူရ